Hello အားလုံးပဲမင်္ဂလာပါရှင် Mary ရဲ့ page ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့ကျောင်းက activity လေးတစ်ခုမှပါဝင်ထားပဲဖြစ်ပါတယ်ရှင်ပါလုံးမလဲဆိုတာတော့ဗီဒီယိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါစီရှင်အခုတလောကိုနိုင်ငံမှာငလင်လုပ်ပြီးတဲ့နောက်ပိုင်းပေါ့နော်စိတ်တက်ကကြာချင်းတလို့ဖြစ်နေတော့ဘာမှလှုပ်ချင်ခိုင်းချင်စိတ်မရှိတဲ့အခါကျတော့ကျောင်းကအလိုလေးချင်းပါပေးတဲ့ activity လေးလိုက် join ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ activity လေးတစ်ခု activity တွေအများကြီးတဲ့တစ်ခုပေါ့နော်ရပြထားပဲဖြစ်ပါတယ်ဒါကတော့အလိုဆောင်ရွက်မှာပုံကွာကိုဆွဲကိုလိုချင်တဲ့ပုံကွာကိုဆွဲပြီးတဲ့အခါကျတော့အလိုခွက်ပုံမှာပြန်ပြီးတော့အရာပြန်ဆွဲပြီးတဲ့အခါကျလို့ရှိရင်အယောင်လေးခြေထားရအယောင်လေးခြေတရတာပေါ့နော်သူတို့ကနှမျိုးပေးထားတယ်မီးအိမ်လေးနဲ့ခွက်လေးနဲ့ပေါ့နော်မေရီကတော့ခွက်ကိုရွေးချယ်ထားပေါ့နော်နောက်ပိုင်းကျရင်လှုပ်ရှားလို့ရမယ်နော်ဆိုတော့အခုကခြေပြီးသွားကြပါပြီမေရီခြေထားတာကလေးလေးစော်ထားကြတယ်တင်ချင်းလောက်တာလက်ပြလေးနော်သူများရဲ့အများကြီးပဲအရင်တော့လှုပ်ထားတဲ့လူတွေအများကြီးပဲရှိတယ်အဲ့ဒီထဲကနေပြီးတော့တစ်ခုကိုရိုက်ပြထားပေါ့နော်ဒီကဘေးချင်းမှာအရန်ကိုနာမည်ကြီးတဲ့နေရာတွေကိုခြေထားပေါ့နော်ဆွဲထားပေါ့နော်အရန်ကောင်းတဲ့ super genius ပေါ့နော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ် see you next time